အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါရဗျာ bro ဒီနေ့မှာတော့ကျွန်တော်တို့တက်တက်နဲ့ advanced server ကိုဘယ်လိုဖောက်မလဲဆိုတော့အကြောင်းကိုကျွန်တော်ပြပြပြတော့မှဖြစ်ပါဗျာဗီဒီယိုမစခင်မှာလည်းကျွန်တော်ကောက်လေးကို like and subscribe လေးနှိပ်ပြီးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ဗျာ bro တို့ဒီ app လေးပဲတောင်းအောင်ပါတက်တက်ဆိုတဲ့ version တွေအဲ့ဒါတစ်ချက် down လိုက်မယ်ဗျာ down ပြီးတော့လို့ရှိရင် bro တို့ကျွန်တော်တို့ဟို login ဝင်ရမှာပေါ့ကျွန်တော်တက်တက်ထဲကိုအရင်တစ်ချက်ဝင်လိုက်မယ်ဆက်ဆောက်မိလိုက်ပါတက်တက်လို့ဝင်ပြီးသွားရင်ဒါမျိုးပေါ်ရမှာဗျာ Facebook လည်းရတယ် Google လည်းရတယ်ဗျာတို့ကြောင့် Facebook နဲ့ Google ကိုဝင်လာပို့ပြီးမှအဆင်ပြေတယ် Google ကိုတစ်ချက်ဝင်ပေးလိုက်ဗျာကျွန်တော်ဆက်မကမ်းမလွတ်ဘဲနဲ့တီချာလေးကြည့်ပြီဗျာဘာလို့လဲဆိုတော့တခုလွယ်သွားတယ်အပန်းစားပါမရဘူးဗျာတကယ်အကောင်းပြောတာတီချာလေးကြည့်ပြပါလို့လဲကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာအခုကျွန်တော်တို့ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ new counters အဲ့ဒါလေးနှိပ်ပြီးအပေါ်ဆုံးဟာလေးကိုနှိပ်လိုက်မယ်ဗျာနှိပ်ပြီးသွားလို့ရှိရင်တော့ဒါမျိုးပေါ်ကမှဖြစ်ပါဗျာပေါ်ပြီးသွားတဲ့ခါကျရင်အပေါ်မှာအဲ့ဒီရဲ့ဟာလေးကိုအပေါ်ကရိုက်ချတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားရင် mobile legend လို့ရိုက်ချလိုက်ပါဗျာmobile legend ဆိုပြတော့နှစ်ခုပေါ်ကမှာနှစ်ခုပေါ်က mobile legend ဗဗန်ကတ်တာကိုမနှိပ်နဲ့အောက်က BETF အဲ့ဘတ်တာဆိုတော့ mobile legend ဗဗန်ဘတ်တာဆိုတော့နှိပ်အဲ့ကောင်နှိပ်မှာအဲ့ဒါ mobile legend ဒါအစ်စ်ပဲဖြစ်ပါဗျာဒါပြည့်အပေါ်ကိုလည်းဆက်ဆွဲလိုက်ပါဆွဲပြီးတော့လို့ရှိရင် browser ဒီမှာကျွန်တော်တို့တင်မလားဒီအပေါင်းလေးပေါ်ကမှာဒါဟို6တာပေါ့ပြောမယ်ဆိုရင်ဒါကကျွန်တော်တို့ဗီဒီယိုထည့်ရမှာခိုင်တော့ကျွန်တော်ဗီဒီယိုမထည့်မနဲ့ရလားဆက်ကြည့်လိုက်မယ်ဒီကောင်ကိုတွဲဟာလေး setting လေးဖွင့်ခိုင်းပြီးသွားရင် share ဝင်လိုက်မယ်ချက်ဒါဒီကောင်မရသေးဘူးခဏတော့ကျွန်တော်တစ်ချက်ကြည့်ပေးမယ်ဒါပြန်အဲ့ဗီဒီယိုတစ်ပုတ်ထည့်လိုက်ဗျာဗီဒီယိုတစ်ပုတ်ထည့်ပြီးမှအဲ့မှာ POSD ပို့တင်တဲ့ဟာဆိုတာဒီဗရာပေါ်ခဲ့မှာဗျာပို့တင်တဲ့ဟာလို့ပေါ်ခဲ့မှာဗရာဒါမျိုးလေးပေါ်ခဲ့မှာပဲဖြစ်ပါရဲ့ဗျာကျွန်တော်တို့အပေါ်ကကျတော့ဒီဟာကျတော့ဗရာဘာရေးရမှာလဲဆိုရင်တော့အင်္ဂလိပ်လိုကျွန်တော်တို့ mobile ချက်ကိုဘယ်ရှင်းဆော့ဆော့ပါလဲတော့ဒီပေါ်ဟာတော့ဓာတ်ပုံဒီကောင်ကျတော့ကိုယ့်ရဲ့ mobile ချက်ကိုသိမလားကိုယ့် mobile ချက်လေး high rank ပုံသိမလားအပုံကို screenshot ရိုက်ပြီးမှဒီထဲမှာလာထည့်ဗျာကွာကိုအဲ့မှာရိုက်ပြီးမှထည့်လိုက်တော့ကျွန်တော်အဲ့လိုပြပြလိုက်မယ်ထည့်ပြီးတော့ရှင်ဗရာတော့အောက်မှာကျတော့ကျွန်တော်တို့ mobile ချက်ကိုကျွန်တော်ဘယ်ရှင်းဆော့ဆော့ခဲ့ရလဲကျွန်တော်သိမလားဘယ်ရှင်းဆော့ဆော့ခဲ့ရလဲဘယ်နှစ်နှစ်ရှိပြီလဲတရက်ကိုဘယ်နှစ်ဝဲဆော့ရလဲနောက်ပြီးကျတော့နောက်ပြီးကျတော့ဘယ်လိုရက် mobile ချက်နာမည်ကဘာလဲတပြတော့အမှတခါတည်းအကုန်လုံးတိချာလေးအကုန်လုံးရေးပေးလိုက်ပါဗျာဒါရေးပြီးသွားရင်ဗရာတော့အပေါ်မှာ PUPISA ဆို press ဆိုတာလေဒါဒီကောင်6တာပဲ advanced server 6တာပဲအဲ advanced server 6တဲ့ဟာလေးကိုချက်အပေါ်ဟာလေးကိုဗရာတော့အောက်ကဗရာရေးချင်တာရေးဗျာရေးချင်တာရေးအမှကိုကျင်းနေတာရေးကိုစောတဲ့ဟာကိုပွဲဘယ်နှပွဲစောလဲဘာဟောဘယ်နှခုလို့လဲဆိုတော့အကုန်လုံးရေးပြရေးပြီးသွားလို့ရှိရင်ဒီအပေါ်ဆုံးကတည်မလားအပေါ်ဆုံးဟာလေးကိုရေးကျွန်တော်ကတော့6ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်မ6ပြတော့ဘူးဗျာကျွန်တော်ကအပန်းစားပါရှိရဲ့အဲ့ကောင်အပေါ်လေးတစ်ချက်နေလိုက်ပြီးတော့ရှင်ဒါရရပဲဖြစ်ပါရဲ့ဗျာဒါဘရာလို့ဟို9ရက်မဟုတ်10ရက်မဟုတ်တပတ်10ရက်ကတော့စောင့်ရတယ်ဗျာစောင့်ပြီးတော့ရှင်ခါကြရင်တော့ဘရာလို့ပြီးသွားပါပြီဗျာဒါဗီဒီယိုလေးကတလောက်ပါပဲဗျာဒါကြောင့်ကျွန်တော်ဘရာလို့ mobile ချက်ကိုဒီမှာခုက mobile ချက်က4ခုပေါ်နေရကျွန်တော်တို့ဒါကျတော့၄ခုဆိုပေမဲ့ဒါပေမဲ့အတူကကျွန်တော်3ခုလုံးကအတူအဲ့ရဲ့ဘတ်တာဆိုတဲ့ဟာကျတော့ပဲအစ်စ်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်တော့မယ်ဗျာအားလုံးကိုအဆုံးကြည့်ပြရတော့လေကျေးဇူးအများကြီးတင်ရှိပါရဗျာ